သတ်များအားလုံးပဲမင်္ဂလာခင်ဗျာမြမလက်ရွေးစီမြို့သိဘောလုံးအသင်းရဲ့နီးပြဖြစ်ခဲ့တဲ့ဂျပန်လူမျိုးနီးပြယူကီဟာလက်ရှိချိန်မှာတော့ရန်ကုန်နဲ့တဲ့အသင်းရဲ့နေစနစ်ဒါရိုက်တာဖြစ်စတင်တောင်းထမ်းဆောင်နေဖြစ်ပါတယ်ခင်ဗျာရန်ကုန်နဲ့တဲ့အသင်းဟာနီးပြယူကီကိုသိမကြိုင်ကပဲအသင်းရဲ့နေစနစ်ဒါရိုက်တာဖြစ်တောင်းပေးခန့်လိုက်တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မြမလက်ရွေးစီအမျိုးသမီးဘောလုံးအသင်းကိုနီးပြယူကီတာဝန်ယူခဲ့စဉ်တုန်းကပြည်သက်တွေကသိပြီးအားမရခဲ့ဘူးခင်ဗျာ။ဘာကြောင့်လဲဆိုတော့ကိုမြေကိုရေကိုကွင်းကိုပရိသတ်ရှင်းမှာကစားခဲ့တဲ့အမျိုးသမီးအာရှပရာခြေစစ်ပွဲကိုကြာရှုံးခဲ့တယ်။အဲတော့အမျိုးသမီးအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာတော့အနည်းငယ်စိတ်ကျေနပ်မှုရခဲ့တဲ့ပေါ့လေဒုတိယရအောင်ယူပေးနိုင်တယ်။ဒါတော့မှပရိသတ်တွေကအမေထက်လူကိုအရန်ဖြစ်သုံးခံနဲ့ပတ်သက်ပြီးတော့အဲ့ပြိုင်ပွဲမှာလည်းသိပြီးတော့အားမရဘူး။ဒီနောက်စီးကင်းပြိုင်ပွဲရောက်လာတယ်။စီးကင်းပြိုင်ပွဲမှာမလာယူစင်မျိုးဘောလုံးသင်းဟာအုပ်စုဖွင့်ပွဲစဉ်နှစ်ပွဲဆက်တိုက်နိုင်ထားတယ်။အုပ်စုကနေကျင်းစီပေါက်တက်မယ်လို့ပြည်သက်တွေကမျှော်လင့်ထားတာဒီမှာရင်မထင်မှတ်တဲ့အရှင်တရားဖြစ်ပေါ်လာတယ်အုပ်စုဒုတိယပွဲစဉ်မှာဖိလစ်ပိုင်ကဗီယက်နမ်ကိုအနိုင်ကစားလိုက်တယ်ဒီမှာရင်မြန်မာလက်ရွေးစင်မျိုးဘောလုံးသင်းဟာအုပ်စုကနေတက်ဖို့အတွက်အုပ်စုနောက်ဆုံးပွဲမှာဗီယက်နမ်ကိုတရေဒါမှမဟုတ်အနိုင်ရဖို့လိုလာတယ်အနည်းဆုံးဖြစ်တရေကစားရမယ်မြန်မာပြည်သက်ပေါင်းများစွာထိုင်းနိုင်ငံကိုရောက်နေတာကနေလာပြီးတော့အားပေးခဲ့ကြတယ်ခင်ဗျထိုင်းနိုင်ငံရောက်မြန်မာပြည်သက်တွေပေါ့လေမြန်မာလက်ရွေးစင်မျိုးဘောလုံးအသင်းဟာဗီယက်နမ်နဲ့ပွဲကိုအမတ်လိုအပ်ချက်နဲ့ကစားရတဲ့အနည်းဆုံးဖြစ်သေလိုအပ်တယ်ဆိုတာကိုသိနေရတာနဲ့နိပြယူကီဟာဂိုးသမားနေရာမှာဒဏ်ရာရတဲ့မျိုးများချင်းကိုပွဲထုတ်တယ်။မိထက်လူကိုခောက်ထားခဲ့တယ်။ပွဲလမ်းအပ်ကလည်းအကောင်းကြီးမဟုတ်ခဲ့ဘူး။ဒီတော့ပထမပိုင်းမှာလူမြောက်လဲရတယ်။နောက်မျိုးများချင်းကိုပါလူစားလဲရတယ်။ဂိုးကလည်းပွဲစမှာနှစ်ဂိုးပေးလိုက်ရတယ်။ပွဲပြီးတော့နှစ်ဂိုးကိုမရှိနဲ့ရှုံးတယ်။ပွဲပြီးကနေမိနစ်80လောက်ကိုရောက်မှမိထက်လူကိုလူစားလဲပြီးတော့ထည့်တယ်။ဒီတော့ပြည်သက်တွေကလုံးဝဒေါသပေါက်ကွဲခဲ့တယ်။ပွဲပြီးတော့အုပ်စုကနေထွက်ခဲ့ရတယ်။ဒီမှာရင်ပြည်သက်တွေရဲ့ဝေဖန်မှုတွေပြီးတော့ယာရုကနှုတ်ထွက်ဖို့တောင်းဆိုမှုတွေကြောင့်နိပြယူကီယာရုကနှုတ်ထွက်သွားခဲ့တယ်။အဲဒီနောက်မှာသူဟာရန်ကုန်နဲ့တဲ့အသင်းရဲ့နေစနစ်ဒါရိုက်တာဖြစ်ခန့်ခံလိုက်ရတယ်ပေါ့လေ။လက်ရှိမှာတော့သူဟာရန်ကုန်နဲ့တဲ့အသင်းရဲ့လက်ချင်းအစီအစဉ်တွေမှာလာရောက်ပြီးတော့သူ့တာဝန်ကိုစတင်တာဝန်ထမ်းဆောင်နေဖြစ်ပါတယ်။သူ့အနေနဲ့ရန်ကုန်နဲ့တဲ့အမျိုးသားအသင်းရဲ့နေစနစ်ပိုင်းဆိုင်ရာတွေကိုအဓိကထားပြီးတော့တာဝန်ယူပေးသွားမှာဖြစ်တယ်။ရန်ကုန်နဲ့တဲ့အမျိုးသမီးအသင်းနဲ့ပတ်သက်လို့တော့တတ်နိုင်သလောက်ကူညီပေးတာမျိုးပဲရှိမယ်လို့နိပြယူကီကပြောကြားထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့မြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းရဲ့နိပြယူကီဟာရန်ကုန်နဲ့တဲ့အသင်းရဲ့စနစ်ဒါရိုက်တာဖြစ်စတင်တာဝန်ထမ်းဆောင်နေပြီဆိုတဲ့အကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပေးရတာဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။